လာပါကျွန်တော်ဒီနေ့လုပ်ထားတဲ့ vlog ကကျွန်တော်တို့အိန္ဒိချင်းနိုင်ငံတွေပေါ့နော်9နိုင်ငံထဲမှာဘယ်နိုင်ငံတွေကစီးရင်အင်အားဘယ်လောက်ရှိတယ်လီတက်အင်အားဘယ်လောက်ရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့ data အချက်လက်လေးနဲ့ပြောပြမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကြည့်ကြည့်အောင်ဒီရလာတဲ့ data ရောက်ကျွန်တော်ဘယ်မှမဟုတ်ဘူးကျွန်တော် Global Firepower 2026က data ရောက်ကျွန်တော်ကိုးကားရဗျရလာကတော့ Thailand အဆင့်24မြန်မာ35ဘင်္ဂလားဒေ့ရှ်39ဒီ Super Power နိုင်ငံတွေပေါ့နော် Nuclear ပိုင်ဆိုင်တဲ့ India နံပါတ်4 China နံပါတ်3ပါdata ထဲမှာတော့ဒီကျွန်တော်ပုံဝင်ချင်မှာတော့စစ်ဖြစ်နေရဆိုလို့ရှိရင် Thailand နဲ့ Cambodia ပေါ့နော်ပြီးခဲ့တဲ့နယ်နိမိတ်ပြဿနာရှိခဲ့တယ်မြန်မာကတော့ဒီပြည်တွင်းစစ်ကာလရှည်ပြည်တွင်းစစ်ဖြစ်နေကြတော့ကြာပြီပေါ့နော်အဲ့တော့ဒီ Cambodia နဲ့ Thai မှာအဓိက game changer ပေါ့ဖြစ်စီတဲ့Thailand အသာစီးရတဲ့အချက်ကလီတက်ပြသူတို့ရဲ့ဒီလီတက်နဲ့ပဲဒီကမ္ဘောဒီးယားကိုအသာစီးရယူနိုင်တယ်ပေါ့နော်အဲ့တော့ဒီသားလေးစုမှုမှုတွေရှိတယ်အဲ့တော့သူတို့လီတက်ကိုကျွန်တော်တို့ဘယ်လောက်ကွာခြားမှုရှိရဲအဲ့တော့ Fire Strength 2026မှာလည်းအဖြေရှိရဗျ Thailand ကလီတက်20အဆင့်28မြန်မာက29ကျန်တဲ့ဥစ္စာတွေတော့နဲ့ကွာဟရပါတော့ဘင်္ဂလားဒေ့ရှ်က43လာအိုက116ဘင်္ဂလားဒေ့ရှ်ကတော့နောက်ပိုင်းတက်လာဖို့ရှိတယ်သူလင်းနဲ့ပတ်သက်ပြီး upgrade လုပ်မဲ့ဒီ aura ရှိရပါတော့ထားပါတော့ဒီနေ့ကျွန်တော်ပြောချင်တာကတော့ဒီကျွန်တော်တို့ရဲ့မဟာပြိုင်ဘက်ပေါ့နော်Thailand ရဲ့လီတက်အင်အားမှာဘာရှိနေလဲကျွန်တော်နည်းနည်းလေးအသေးစိတ်လေး detail လေးကျွန်တော်တို့ရှာဖွေထားရပေါ့Thailand ကအဓိကဒီလေတက်မှာပေါ့နော်တစ်ခေတ်တစ်ခါဒီနေ့ထိကိုသူကနီးပညာနဲ့ပတ်သက်ပြီးလွှမ်းမိုးမှုတော်တော်ကောင်းတယ်ဗျအဆင့်ကလည်း28ဆိုတော့မြန်မာထက်ဘယ်နားမှာနာဖျားတာနေတော့ကျွန်တော်ကြည့်ကြည့်အောင်Thailand ရဲ့ကျွန်တော် border ထိစပ်နေတဲ့ကုန်းတွင်းပိုင်းကတော်တော်ရှည်လျားတယ်နယ်နိမိတ်ကတော့ကီလိုမီတာ1000နဲ့ချီတယ်ဗျကျွန်တော်အသေးစိတ်တော့မချဘူးထားဘူးပေါ့နော်ဒီကကျွန်တော်ပြောချင်တာ military အကြောင်းပဲ military aircraft အကြောင်းပဲပြောချင်တာဆိုတော့Thailand ရဲ့အဓိကလေတွေကလေတက်တွေကခင်မိတယ်အဲ့တော့လေတက်လို့ပြောလို့ရှိရင်ကျွန်တော်တို့အကုန်ပါတော့ပေါ့နော် helicopter ပါမယ်တခြားတိုက်ခိုက်ရေးလေယာဉ်တွေပါမယ်ဒီမှာကျွန်တော်ပြောချင်တာ fighter တွေပေါ့နော် Thailand ရဲ့ fighter တွေသူတို့ရ F16 တွေပိုင်ဆိုင်ထားတာအားလုံးလည်းတည်တဲ့အတိုင်းပါပဲ F16 အရေးအတွက်တော်တော်များများပိုင်ဆိုင်ထားတယ်အာဆီယံဒေသထဲမှာလည်းသူကအင်အားကြီးရပါတခေတ်တစ်ခါကနေကူးချိန်ထိကိုသူကအင်အားကြီးသေးပါသူတို့ရဲ့ဒီလေတက်လွှမ်းမိုးမှုကတခါတလေတခြားအိမ်နီးချင်းနိုင်ငံတွေကိုကြော်ဖြတ်ပြီးတော့နှောက်ယှက်တာတွေလည်းသူတို့လုပ်ခဲ့မှုတယ်ပေါ့နော်သူတို့သမိုင်းမှာတော့ကျွန်တော်ရှိတယ်ဒီနေ့ခေတ်မှာတော့အဲ့လိုမျိုးလုပ်ဖို့တော့မလွယ်ကူတော့ပါဘူးကျွန်တော်မြန်မာလေတက်မှာလည်းကာကွယ်ရေးစနစ်တွေတော်တော်ကောင်းတယ်ထိုင်းလေယာဉ်တွေကိုပြစ်ချနိုင်တဲ့နည်းပညာတွေလည်းရှိနေပေါ့နော်ကျွန်တော်တို့ဒီ Thailand ရဲ့ဒီ data report လေးကိုကျွန်တော်ကြည့်ရမယ်ဆိုရင်လေတက်ကိုကျွန်တော်ပြောသလိုပဲဒီ helicopter ဘာမှမဟုတ်ဘဲနဲ့ဒီ fighter ပေါ့နော်တိုက်လေယာဉ်တွေစုစုပေါင်းစနစ်တစ်သမားကွန်ဒါ73ရာခိုင်နှုန်းများတော်တော်များတဲ့ပမာဏပါဒီအာဆီယံဒေသထဲမှာဆိုလို့ရှိရင်တော့များတယ်လို့ပြောလို့ရပါတော့73.9တခြားတော့နည်းပေါ့နော်ဆိုတော့မေဆိုင်ကာကိုကြီးလည်းရှိတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဘလူးလင်းတွေကိုသူတို့တွေပိုင်ဆိုင်ထားရတယ်အားလုံးသိရF16တကယ် American make တကယ်ဒီဝင်းဟင်းမှာဆိုလို့ရှိရင်နံပါတ်တစ်လုံးနဲ့ချက်တည်ခဲ့တဲ့လင်းမျိုးစားပေါ့နော်စုပေါင်းအစီး90အောင်ရှိတယ်အဲ့အစီး90ဆိုတဲ့အရေးတွေအတွက်ကဒီကမ္ဘောဒီးယားတနိုင်ငံလုံးကိုမိရရပါတော်တော်လေးများတဲ့ပမာဏပေါ့နော်လောဆယ်တော့ဒီ F16 တွေက1988ခုနှစ်ကသူဝယ်ထားတာကာလကြာရှည်ဆိုပေမဲ့သူ F16 ကိုခင်မီနီးပညာရေးထပ်ပြီးတော့မြန်စွာ upgrade လုပ်သွားဟို radar စနစ်တွေF16 လင်းအကြောင်းကျွန်တော်ပြောတာမဟုတ်ဘူးပေါ့နော်ပြောမယ်နောက်ဗီဒီယိုတွေမှာကျွန်တော် F16 လင်းအကြောင်းအသေးစိတ်ကျွန်တော်ပြောပြနိုင်တယ်နောက်ထပ်လင်းကတော့ JS 39ပါ JS 39 JS ပေါ့နော် JS 39ကတော့ Sweden made ပြSABB Corporation ကထုတ်တာသူ့မှာအရေးတော့ကတယောက်စီးလင်း9စီးရှိတယ်ဒါမှမဟုတ်နောက်ပြီးတော့2ယောက်စီးလင်း4စီးရှိတယ်ဒီလင်းကတော့တကယ်
သူတို့တဲ့ဟွက်ဖဲပေါ့နော်ဒါအဓိက technology ပါပဲဒီလင်ကမြေပြင်နဲ့ချိတ်ဆက်ပြီးတော့သူကအသုံးပြုတဲ့နေရာမှာအရန်ကောင်းတယ် radar စနစ် data ပို့တဲ့စနစ်နောက်ပြီးလို့ရှိရင် radar ဖြောက်တဲ့စနစ်တွေမှာသူကတော်တော်ခင်မိရလို့ပြောလို့ရတယ်ဒီတိုက်လေနေမှာမဟုတ်သေးဘူးသူလေတက်မှာအရေးကြီးဆုံးက Navy နဲ့ချိတ်ဆက်ပြီးသုံးပြအောင်ရှီတက်နဲ့ချိတ်ဆက်ပြီးသုံးပြတဲ့ drone တွေလည်းရှိတယ်ဒါက American made Hermes drone ပေါ့နော်တော်တော်ကြောက်ဖို့ကောင်းတယ်ဒီ Hermes drone တွေဆိုကျွန်တော်ရုပ်ရှင်ကားတွေမှာလည်းအများကြီးပါတယ်ဒီ drone တွေကလေသူတို့ရဲ့လုံနိုင်စွမ်းတွေအများကြီးရှိပါတယ်ဒီ drone တွေအဲ့တော့ Thailand လေတက်မှာဒီလို drone တွေရောက်နေဆိုတာကြာလာပါပြီစုစုပေါင်း Hermes စုစုပေါင်း17ရှိရဗျဒီတိုက်ခိုက်ရေးမဟုတ်ဘူးကင်းဆောင်တဲ့နေရာမြေပြင်ကနေပြီးတော့ကျွန်တော်တို့ဘာတွေရှိနေလဲဆိုတော့လေဝင်ကနေကြည့်ဘူးနိုင်အောင်များစွာလေထဲမှာပြန်ထားနိုင်တယ်သူတို့ကလေအရင်ဆွမ်းတယ်အဲ့ drone တွေကဒီ drone တွေပိုင်ဆိုင်ထားဆိုတော့ဒါတွေမဲ့လားမသိဘူးထိုင်းမှာရှိသေးတယ်တကယ်ဒီကျွန်တော်တို့ Indonesian China ကနေပေါ့နော်ဒီဈေးကွက်ထဲမှာဖြန့်ချက်ထားတယ် local product ဒီမှာတော့နည်း CH4 နဲ့ဒီ international ပို့တဲ့ CH4 နဲ့ကွာခြားရဆိုပေမဲ့ထိုင်းမှာတော့ဒီဘတ်စုံ3 CH4 4စီးထိရှိတယ်ဒီ drone တွေ4စီးလောက်ရှိရပေါ့ဗျာဆိုတော့ဆိုးဗျထိုင်းလီတက်ကတော်တော်လေးခင်မိရလို့ပြောလို့ရတယ်ဒီအချက်လက်တွေကြောင့်ပဲကျွန်တော်တို့ဒီစစ်ပွဲဖြစ်ခဲ့တဲ့ဒီအငင်းခုန်ဖြစ်ခဲ့တဲ့ကမ်ဘောဒီးယားနဲ့ပွဲမှာသူတို့ ਨੇ အသာစီးရခဲ့တာပေါ့နော်CH4 တွေကလည်းခုနကျွန်တော်ပြောလို့ Hermes လိုပဲဘတ်စုံသုံးလို့ရတယ်ထိုင်းလုံးဝယ်ထားတဲ့ CH4 က UCAV အမျိုးအစားဗျဒီကတိုက်ခိုက်ရေးလက်နက်တွေပေါ့နော် AR1 AR2 လိုမျိုးဒီလေသာလမ်းညွန်ဒုံးတွေတက်ပြီးတော့သူကတိုက်ခိုက်လို့ရတဲ့ drone မျိုးစားဗျအဲ့တော့ထိုင်းလေတက်ပြီးတော့ကျွန်တော်တို့ဒီလေတက်နဲ့ရေတက်ကအများနဲ့ချိတ်ဆက်နေရပါတော့ဒီ Navy နဲ့ကျွန်တော်တို့ဒီလေတက်နဲ့ကအများနဲ့ချိတ်ဆက်နေရဆိုတော့ Lane Carrier တွေလည်းရှိရဗျ for aircraft carrier တို့ဒီအရှိတောင်အာရှမှာရှရပပတစီရသော aircraft carrier ပေါ့နော်သူကဒီ US တို့ Russia လိုမျိုး new swine သုံးတာမဟုတ်ဘူး DS swine သုံးတာအဲ့တော့ဒီကန်ယူရမှာကင်းဆောင်တာဒါမှမဟုတ်ကယ်ဆယ်ရေးလို့တာအဲ့အတွက်ပဲအဓိကအသုံးပြုတာများတယ်သူတို့အားသာချက်ရှိတဲ့ပုံစံနဲ့ပဲကျွန်တော်တို့ကမ်ဘောဒီးယားအသာစီးရခဲ့တာပေါ့နော်အဲ့တော့ကမ်ဘောဒီးယားမှာလည်း air defense နဲ့ပတ်သက်ပြီးတော့ဗျာဒီတရုတ်ကဝယ်ထားတဲ့ဒီ FN16 လောက်ပဲရှိရဆိုတော့လေအဲ့အချက်လက်တွေလည်းပါတယ်ဗျထိုင်းလန်အကြောင်းကိုကျွန်တော်ဒီနေ့ပြောပြခဲ့ရဖြစ်တယ်ပေါ့ထိုင်းလန်ဒီတာမလားအနာဂတ်မှာဘာတွေလုပ်ဖို့ရှိလဲဟုတ်ကဲ့သူကြိုးစားခဲ့တယ် F35 ကိုပိုင်ဆိုင်ဖို့ပေါ့လေအမေရိကန်ကနေဝယ်ဖို့သူတို့ကမ်းလှမ်းမှုတွေရှိခဲ့တယ်ကြိုးပမ်းမှုတွေပေါ့ဗျာဒါပေမဲ့အမေရိကန်ထုတ်မရောင်းပါဘူး F35 မျိုးဆက်တွေကိုဘာကြောင့်ထုတ်အောင်ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့သူကဘာလုပ်လဲဆိုတော့ဒီ just 39တွေထပ်ဝယ်ဖို့ရှိမယ်လို့ကျွန်တော်ကြားတယ်နောက်ပြီး Loyal Wing ပေါ့နော် Loyal Wingman အဲ့နီးပညာတွေလည်းသူတို့ထပ်ပြီးတော့ကျိုးပန်းနေရဗျ Loyal Wingman ဆိုတဲ့နီးပညာပြောရမယ်ဆိုရင်သူကဒီတကယ်တိုက်ခိုက်လင်းကတစီဘေးနားကနေအကူလိုက်တဲ့ဒီကိုဘွား drone တွေပေါ့နော်ကိုရောင်ဖြောက်ပြီးတာပေါ့နော်ပြစ်မှတ်ကိုမှားစေရနောက်ဥမာဒုံးခွင်းစနစ်တွေကိုပြစ်မှတ်မှားစေရဒီစနစ်ပေါ့နော်အဲ့ဒါတွေလည်းထိုင်းလန်ကျိုးပန်းနေရလို့ကျွန်တော်သိရတယ်ထိုင်းလန်နဲ့လေတက်အကြောင်းပြောပြတော့ခေသူကမဟုတ်ဗျတော်တော်လေးသူကနှစ်ဆက်ဆက်လှုပ်ထားပါတော့တီဆောက်ထားတာလည်းတော်တော်ကြီးမားပါတယ်ကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့ Air Strange Strange 2026ကပတ်ဝန်းမှာကျွန်တော်တို့ animation ထိစက်နေတဲ့ Thailand ကိုပဲပြောပြခဲ့တာပါเนาะနောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ကျွန်တော်ဘင်္ဂလားဒေ့ရှ်တို့တခြားနိုင်ငံတွေအကြောင်းလည်းကျွန်တော်အကျယ်တဝင်းပြောပြဖို့ရှိရဲကျွန်တော် channel လေးကို subscribe လေးလုပ်ထားပါเนาะကျွန်တော်ပတ်ဝန်းအနေနဲ့ကျွန်တော်တင်ပြဖြစ်တယ်အထူးသဖြင့်နောက်ဗီဒီယိုမှာဘင်္ဂလားဒေ့ရှ်အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ဘင်္ဂလားဒေ့ရှ်ကစိတ်ဝင်စားဖို့ကောင်းတယ်သူတို့ကတကယ်ခင်မီလေးနေဝယ်တော့မှာပေါ့နော်အဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကျွန်တော် channel လေး subscribe လုပ်ထားပါနောက်ပြီးတော့ဒီ super power nation ဖြစ်တဲ့အိန္ဒိယပေါ့ပါကစ္စတန်နဲ့လီတက်ပြပခါအောင်အဲ့အကြောင်းတွေလည်းကျွန်တော်နည်းနည်းလေးကောက်နှုတ်ထားတာရှိတယ်ပြောပြမယ်နောက်ဗီဒီယိုမှာကျွန်တော်တွေ့ကြမယ်ဗျ bye bye